လူတယောက်ကအသက်9နှစ်အရွယ်မှာရုပ်ရှင်လောကတွေကိုစတင်ဝင်ရောက်ခဲ့ပြီးတော့အသက်10နှစ်အရွယ်မှာမူရစ်ဆေးတွေနဲ့စတင်ထိတွေ့ခဲ့တယ်။ဒီလိုနဲ့တရုတ်ဆောင်လောကမှာကျင်လည်ရင်စိုးခဲ့မိုက်ခဲ့ပေမဲ့အသက်20မှာအော်စကာဆုနဲ့နီးစပ်ခဲ့တဲ့အထိအောင်မြင်မှုတွေရခဲ့ပြန်တယ်။ဒီလိုအောင်မြင်မှုတန်တွေကြောင့်ပဲအောင်မြင်နေတဲ့အချိန်မှာအမှုတွဲတွေနဲ့အတူထောင်နှန်းဆန်ခဲ့ရပြီးတော့သူ့ရဲ့ပြိတ္တတွေကိုယ်တိုင်ကသူ့ဘဝကတော့အဆုံးသတ်သွားပြီလို့မှတ်ချက်တွေပေးရလောက်တဲ့ဒီဘဝရဲ့အဆိုးဆုံးအချိန်တွေကိုကြော်ဖြတ်ခဲ့ရတယ်။ဒါပေမဲ့ဘဝကိုလွယ်လွယ်နဲ့အရှုံးမပေးခဲ့ပဲဝေဖန်မှုတွေအခက်ခဲတွေကြားကနေပြီးတော့ဘဝကိုဒုတိယအကြိမ်ပြန်လည်ရှင်းတမ်းဖို့ကြိုးစားရင်းနဲ့မာဗယ်လိုစတူဒီယိုကြီးမှာတော့မှလာစာအများဆုံးမင်းသားအဖြစ်နဲ့တကြောပြန်အကောင်းဆုံးကမ်းဘက်ပြနိုင်ခဲ့တယ်။2024မှာတော့အနုပညာရှင်တိုင်းရဲ့အိမ်မက်လေးဖြစ်တဲ့ရုပ်ရှင်လောကရဲ့ထိပ်တန်းဆုလည်းဖြစ်တဲ့အော်စကာဆုကိုတူနဲ့ထိုက်တန်ကြောင်းတက်တည်ပြခဲ့တယ်။ဒါကတော့ Iron Man, Sherlock Holmes နဲ့ Oppenheimer လိုကမ္ဘာကျော်ရုပ်ရှင်တွေမှာပါဝင်တရုပ်ဆောင်ခဲ့တဲ့ Hollywood မင်းသားကြီး Robert Downey Jr. ရဲ့အကြောင်းပဲဖြစ်ပါတယ်။စိတ်ဝင်စားတယ်ဆိုရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ကြအောင် channel လေးကိုလည်း subscribe လုပ်ပေးဖို့မေ့မသွားပါနဲ့။ကဲစလိုက်အောင်RDJ လို့လူတီများတယ်မင်းသားကြီး Robert Downey Jr. ကို1965ခုနှစ်မှာအနုပညာရှင်မိသားစုတစ်ခုမှမွေးဖွားခဲ့ပါတယ်။ဖခင်ဖြစ်သူ Bob Downey Sr. ကတော့1960-80 ဦးပိုင်းရဲ့ underground filmmaker တဦးဖြစ်ပြီးတော့မိခင်ဖြစ်တဲ့ Elsie Downey ကတော့တရုတ်ဆောင်တဦးအဖြစ်တမွေးဝမ်းကြောင်းပြုကြသူတွေဖြစ်ပါတယ်။ဒီလိုနဲ့9နှစ်ရွယ် RDJ လေးဟာဖခင်ဖြစ်သူ writer ဖြစ်ရိုက်ကူးတဲ့ပေါင်ရုပ်ရှင်ဇာတ်ကားမှာကလေးတရုတ်ဆောင်ဖြစ်တဲ့ဘဝရဲ့ပထမဦးဆုံးရုပ်ရှင်ကိုဖခင်နဲ့အတူစတင်ခဲ့ပါတယ်။ဒါပေမဲ့တစ်ဆက်တည်းမှာပဲဖခင်ကိုယ်တိုင်ကစေတမဖြစ်တဲ့အလျောက်တားဖြစ်သူ Robert ကိုပါဆေးတွေနဲ့စတင်မိတ်ဆက်စေခဲ့ပါတယ်။ဒီအချိန်မှာ RDJ တယောက်ဟာအသက်10နှစ်တာရှိသေးပြီးတော့မူရစ်ဆေးရဲ့တားကောင်ဖြစ်လာခဲ့ပါတယ်။ဒီအကြောင်းတွေကို RDJ တယောက်အင်တာဗျူးတွေမှာလက်ဦးဆရာဖြစ်တဲ့ဖခင်ရဲ့အချစ်တွေကနေပြီးတော့ကျွန်တော်ဆေးတွေနဲ့စတင်ထိတွေ့ခဲ့ရတယ်လို့မကြာခဏပြောပြခဲ့ပူပါတယ်။ဒီအခြေအနေတွေကိုကြားလိုက်ရတဲ့အတွက်ဖခင်ကဆေးဆွဲတာမိခင်ကမတားဘူးလားလို့မေးတာရင်တော့မိခင်ကိုယ်တိုင်ကလည်းဒီလိုဖြစ်ပျက်တွေကြောင့် RDJ အသက်73နှစ်မှာပဲမိဘချင်းကွာရှင်းခဲ့ပြီးတော့ RDJ တယောက်ကတော့ဖခင်ဖြစ်သူနဲ့အတူနေထိုင်ဖို့အကြောင်းဖန်လာပါတယ်ဒီလိုနဲ့အမှုပညာဝမ်းစာပြေးလာတဲ့ RDJ တယောက်အသက်29ရောက်မှာတော့ Charlie Chaplin ကိုပြန်လဲရိုက်ကူးတရုပ်ဖော်ထားတဲ့ Chaplin ဆိုတဲ့ဇာတ်ကားနဲ့သူ့ရဲ့ထူးချွန်တဲ့တရုပ်ဆောင်စွမ်းရည်ကိုပြသနိုင်ခဲ့ပါတယ်ဒီဇာတ်ကားဟာ Oscar winner ဖြစ်လွဲချော်ခဲ့ပေမဲ့ RDJ ရဲ့ပထမဦးဆုံး Oscar nomination ဖြစ်တဲ့အထိအောင်မြင်မှုတွေရခဲ့ပါတယ်ဒီလိုအောင်မြင်မှုတန်တွေကြောင့်ပဲ1996 Los Angeles မှာ Heroin, Cocaine အပြင်လက်နက်ကင်ဆောင်မှုတို့နဲ့အတူ RDJ တယောက်ဖမ်းဆီးခံခဲ့ရပါတယ်။တရားရုံးကငဲညာတော့အပြင်စောင့်ကြည့်ကာလ3နှစ်နဲ့ပြန်လည်ထူထောင်ရေးစံတာကိုပို့ဆောင်ခဲ့ပေမဲ့ကျွန်တော်တို့ရဲ့ဇလိုက်ကျော်ကြီး RDJ ကတော့ပြစ်မှုတွေကိုအကြိမ်ကြိမ်ချိုးဖောက်ခဲ့ပြန်ပါတယ်။စစ်စစ်ချက်မအောင်ခြင်းထူထောင်ရေးစံတာမှာထွက်ပြေးခြင်းတရားရုံးစည်းကမ်းတွေကိုမလိုက်နာခြင်းစတဲ့ပြစ်မှုတွေနဲ့အတူ1999မှာတော့တရားသူကြီးကိုယ်တိုင်ကတော်လောက်ပြီးထင်တယ်လို့မှတ်ချက်ပြုခဲ့ပြီးတော့ Los Angeles County Jail တို့ထောင်ဒဏ်3နှစ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။အဲ့ဒီချိန်မှာတည်င်းနေစောင်းပါးတွေမှာဒါဟာ Robert Downey Jr. ရဲ့အဆုံးတက်ဖဲလို့အမျိုးမျိုးဝေဖန်ခဲ့ကြပြီးတော့ထောင်ထဲမှာတစ်နှစ်နီးပါးကြာပြင်းခဲ့ပါတယ်။ဒီလိုနဲ့ထောင်ထဲမှာအကောင်းဆုံးနေပြခဲ့တဲ့ RDJ ဟာ2000ခုနှစ်ရောက်မှာတော့1000လုံးရဲ့လိမ်မာတုံးလေးဖြစ်နေထောင်နဲ့ရှော့ချခံခဲ့ရပြီးတော့တစ်နှစ်ကျော်မှာပဲထောင်မှလွတ်မြောက်ခဲ့ပါတယ်။အောင်ကလွတ်လာတဲ့အခါမှာတကယ်ပြဿနာတွေကစခဲ့တော့တာပါပဲ။ဥရောပလိုနိုင်ငံကြီးတွေမှာရာဇဝတ်မှတ်တမ်းရှိမှုတဲ့လူတယောက်တော့ကတော့လောက်ကင်ရလွန်ရှားပါလွန်ပါတယ်။ငယ်စဉ်ကတည်းကနုပညာလောကမှာပဲကျင်လည်ခဲ့ရတဲ့ Robert အတွက်ကတော့ဒီကာလတွေကခက်ခဲဆုံးကာလတွေပဲဖြစ်ခဲ့ပါတယ်။နာမည်ကြီးရုပ်ရှင်စတူဒီယိုကြီးတွေယုံကြည်မှုမရှိတော့တဲ့နောက်မှာလုပ်ပေးနိုင်မဲ့စတူဒီယိုဆိုတာလည်းရှားပါလာခဲ့ပါတယ်ဒီလိုစိတ်တက်ကြစရာနေ့ရက်တွေမှာတော့RDJ တယောက်ဟာလက်မလျှော့ခဲ့ပဲနဲ့လမ်းမပေါ်ကိုရောက်အောင်ကြိုးစားရင်းနဲ့ဆေးတွေနဲ့လည်းကင်းကွာလာနိုင်ခဲ့ပါတယ်။အခက်ခဲတွေများစွာထဲမှာဒုတိယအကြိမ်ပြန်လည်ရှင်းတမ်းမှုအခွင့်အရေးရခဲ့တာတော့ The Sinking Detective ဆိုတဲ့ဇာတ်ကားမှာခေါင်းဆောင်မင်းသားဖြစ်နေပြန်လည်ပါဝင်ခွင့်ရခဲ့တာပဲဖြစ်ပါတယ်။ဒီဇာတ်ကားကြောင့်ပဲ RDJ တယောက်ဟာရုပ်ရှင်လောကနယ်ပယ်တွေကိုပြန်လည်ဝင်ဆန့်နိုင်ခဲ့ပြီးတော့2005ခုနှစ်မှာ Kick-Kiss Bang Bang ဆိုတဲ့ရုပ်တံဇာတ်လမ်းကြောင့် Marvel Studio ရဲ့စိတ်ဝင်စားခြင်းကိုခံခဲ့ရပါတယ်စိတ်ဝင်စားရတဲ့အကြောင်းရင်းကလည်း Iron Man Road အတွက် Tony Stark ကိုပုံဖော်ရမှာ RDJ နဲ့ဘဝဆက်အင်ဂျင်တူနေတဲ့အတွက်လိမ့်ကျနေတဲ့ဘဝကနေပြန်လဲတောက်ပလာတဲ့ character development တစ်ခုကြောင့်ရွေးချယ်ဖြစ်ခဲ့တာလို့သိရပါတယ်။ဒီရွေးချယ်မှုကပဲ Robert Downey Jr. အတွက်တော့ဒုတိယအကြိမ်ရှင်တန်ခြင်းအစစ်မှန်ဖြစ်ခဲ့ပြီးတော့ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်ဖို့အတွက်အကြောင်းဖန်လာခဲ့ပါတယ်။မာပဲရွေးချယ်မှုကလည်းမမာယုံခဲ့တဲ့အတွက်ယနေ့ထိကျွန်တော်တို့ရဲ့ယင်ထဲမှာ RDJ နဲ့ Tony Stark character ဟာရှင်တွဲပြီးတော့ယင်ထဲမှာကျန်နေကြမယ်ထင်ပါတယ်။ဒီလိုနဲ့ Marvel Contrast တွေကြောင့် RDJ ရဲ့ network တွေကလည်းပြန်လည်ကောင်းမွန်လာခဲ့ပြီးတော့ဒေါ်လာတန်းချီပြီးတော့ကျိုးမြတ်ရရှိခဲ့ပါတယ်2013-2015ခုနှစ်တွေမှာဆိုရင်ဈေးအကြီးဆုံးတရုတ်ဆောင်စင်းထဲမှာဆွဆွမြင့်မြင့်ရပ်တည်နိုင်ခဲ့ပါတယ်။ Marvel နဲ့အတူပဲ Iron Man 1, Iron Man 2, The Avenger, Iron Man 3, The Incredible Hulk, The Avenger Age of Ultron, Captain America Civil War, Spider-Man Homecoming, Avenger Infinity War ကိုရိုက်ကူးခဲ့ပြီးတော့2019 Avenger Endgame မှာတော့ Tony Stark ဆိုတဲ့ role ကိုအပြီးတက်နှုတ်ဆက်သွားခဲ့ပါတယ်။
ထွက်တက်မြစကားတိုင်းဟာလည်းရုံတင်ငွေအမြောက်များရရှိခဲ့ပြီးတော့ဘီလီယံများစွာအထိအကျိုးမြတ်ရရှိခဲ့ပါတယ်ဒီလိုနဲ့ပဲကျွန်တော်တို့အားလုံးရဲ့ချစ်တော် Tony Stark character ကိုနှုတ်ဆက်ခဲ့ပြီးတော့2024ခုနှစ်မှာတော့ Oppenheimer ရုပ်ရှင်နဲ့အတူရုပ်ရှင်လောကတစ်ခုလုံးရန်ထိပ်တန်းဆုဖြစ်တဲ့ Oscar ဆုကို Best Supporting Actor အနေနဲ့ရရှိခဲ့ပါတယ်ကျွန်တော်ပြောဖို့တစ်ချက်ကြံခဲ့ပါတယ်ဒွန်ဒေးမှာဒေါက်တာဒွန်အနေနဲ့ပြန်ပါလာမယ်ဆိုပေမဲ့ဒီအကြောင်းတွေဒီဆက်ပြောနေရင်ပြောကုန်မှာမဟုတ်တော့အကြောင်းခြံထားခဲ့ခြင်းပဲဖြစ်ပါတယ်ဒါကတော့ Robert Downey Jr. ရဲ့ဘဝဇက်ကုံဖြစ်ပြီးတော့ဘဝရဲ့အဆိုးဆုံးချိန်တွေမှာတော့မှရီမန်းချက်မပြောက်ခဲ့တဲ့ Hollywood ရုပ်ရှင်လောကထိပ်တန်းမင်းသားတစ်ယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ် RDJ ဟာဆေးဆွဲထောင်တက်တစ်ယောက်အနေနဲ့ပြန်လည်စတင်ခဲ့ရတဲ့အခုချိန်မှာရုပ်ရှင် producer အဖြစ်နဲ့ကိုပိုင်တင်းဖြစ်တဲ့ Ting Downey Production ကိုလည်းပိုင်ဆိုင်ထားပြီးတော့ Network အနေနဲ့ခံမှန်းဒေါ်လာတန်300ကျော်ပိုင်ဆိုင်ထားတဲ့တန်းကြပ်တဲ့ထီထူးဖြစ်နေရပ်တည်နေပါတယ်ဒီဇလန်ကကျွန်တော်တို့အားလုံးအတွက်ဒုတိယခွင့်ရေးဆိုတာအမြဲရှိနေပြီးတော့တမိုးထားတတ်မယ်ဆိုရင်အရာရာအစကနေပြန်ဆနိုင်တာကိုတေချာနားလည်စေမယ်ထင်ပါတယ်ဒါပေမဲ့တချို့ဆက်ဆံရေးတွေတော့မပါပါဘူးဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်လည်းညောင်းနေပြီမို့လို့အဆုံးထိကြည့်ပေးတဲ့တယောက်ချင်းစီကိုအထူးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေကြည့်ဖို့အတွက်လည်း channel လေးကို subscribe လုပ်ပေးသွားကြပါအောင်ခင်ဗျာအားလုံးဘေးကင်းပြီးကြားမှာကြပါစေ